ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာနာဇီဂျာမနီရဲ့လေယာဉ်တွေဟာပြည်တင်ကျွန်းပေါ်ကိုပေါင်တန်းပေါင်းများစွာရှိတဲ့ငွေစက္ကူတုတွေကိုတမင်တကာကျဲချဖို့စီစဉ်ခဲ့ကြပါတယ်။သူတို့ဟာစုစုပေါင်းပေါင်132တန်တန်မိုးရှိတဲ့ငွေစက္ကူတုတွေကိုအတိအကျပုံနှိပ်ထုတ်လုပ်ခဲ့ကြပါတယ်။အဲ့ဒီငွေစက္ကူတွေရဲ့စက္ကူသားအတွင်ပြင်ပုံပေးမှုနဲ့ဟောင်းနှံမှုတွေဟာဗန်လုပ်ငန်းကျွမ်းကျင်သူတွေတောင်မှအတုအစစ်ခွဲခြားလို့မရနိုင်တဲ့အထိတူညီခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ဒီငွေတုတွေကိုတနိုင်ငံလုံးမှာဖြန့်ကျက်ပြီးပြည်တင်နိုင်ငံရဲ့စီးပွားရေးကိုလုံးဝပျက်စီးအောင်လုပ်ဖို့ဖြစ်ပါတယ်။သို့တော်လည်းဒီစီမံကိန်းကြီးကိုအဆုံးထိအကောင့်ထဲပေါ်ခဲ့ခြင်းမရှိပါဘူး။နောက်ဆုံးမှာတော့ဒီငွေတုတွေကိုသူတို့ရဲ့တူရှိုတွေရဲ့လောက်ခလာစာပေးချေဖို့အတွက်သာအသုံးပြုခဲ့ရပါတယ်။နောက်ထပ်ထူးခြားတဲ့အစီအစဉ်တစ်ခုကတော့ကြွက်တွေထောင်ပေါင်းများစွာကိုတစ်တော်တွေပေါ်ကနေလေထဲကနေပစ်ချခဲ့တဲ့ဖြစ်ရပ်ပါ။ဒီကြွက်တွေရဲ့ကိုယ်ထဲမှာဆေးပြားအနှဲငယ်စီထည့်သွင်းထားပြီးကတ်ထူပြားသေးသေးလေးတွေကိုလည်းကြိုးချီပြီးပစ်ချခဲ့ပါတယ်။အကြောင်းရင်းကတော့အဲ့ဒီတစ်တော်တွေမှာကျူးကျော်ဝင်ရောက်လာတဲ့မျိုးဆိုးအုပ်စုတွေအများကြီးရှိနေလို့ပါ။အဲ့ဒီမျိုးတွေဟာလျှက်စစ်ဝါယာကြိုးတွေပေါ်တက်ရောက်ပြီးမိမိကိုယ်ကိုတက်လိုက်တည်ဆုံးတက်ကြသလိုတနိုင်ငံလုံးအတိုင်းအတာနဲ့လျှက်စစ်မီးပြတ်တောက်မှုကြီးတွေဖြစ်ပေါ်စေနိုင်လို့ပါ။သို့တော်လည်းဒီမျိုးတွေကအဲ့ဒီကြွက်တွေကိုစားသုံးလိုက်မယ်ဆိုရင်ကြွက်ကိုယ်တွေကဆေးပြားငယ်လေးတွေကမျိုးတွေကိုထိထိရောက်ရောက်တည်စေနိုင်ပါတယ်။ဒီနည်းလမ်းဖြင့်မျိုးဆိုးရည်အတွက်ကိုရှော့ချပြီးလျှက်စစ်မီးပြတ်တောက်မှုတွေကိုတားဆီးဖို့ရည်ရွယ်ခဲ့ပါတယ်